ဟုတ်တာပဲဒီမှာတော့ကျွန်တော်တရင်ကောင်းလေးမို့တရင်ဆိုမို့ပေါ့တရင်ကောင်းမို့တရင်ဆိုတာတရင်ကောင်းတာပါလေငါမသိတော့ဘူးတရင်ကောင်းနော်ဟုတ်လားမသိဘူးဝေးတရင်ကောင်းတရင်ဆိုလားသင်ကောင်းလာအောင်မယ် 1 hour later ဟုတ်ပါလေဒီနေ့ကတော့ဒါကတော့တရင်ကောင်းပဲဖြစ်ပါ in 27 days 5 months 2025 we are going to my dream garden so on that day don't forget to watch my video and don't forget to like and subscribe my channel we are going with my English teachers and my friends that I know in teachers May school Myanmar translate is in 29ရက်နေ့9လပိုင်း2025ပါကျွန်တော် my dream garden သွားမှာမို့လို့ဒီဗီဒီယိုကိုကြည့်ဖို့လုံးဝမမေ့ပါနဲ့ပြီးကြတော့ဟုတ်တာပဲဒီ channel ကိုလည်း subscribe လုပ် like and subscribe လုပ်ဖို့မမေ့ပါနဲ့ကျွန်တော်တို့ကကျွန်တော်တို့ဗာနဲ့တော့ကျွန်တော်တို့ကအင်္ဂလိပ်သင်တဲ့ကျောင်းကလူတွေနဲ့သွားမှာဖြစ်ပါတယ်အင်္ဂလိပ်သင်တဲ့ကျောင်းလူတွေဆိုမဲ့တချို့တွေကမလိုက်ဘူးတချို့တွေကလိုက်တယ် my dream garden မှာကြတော့9နှစ်9 years 9နှစ်အောက်က22,000အဲ့ဒီ9နှစ်ထက်ကျော်သွားဆိုရင်တော့33,000ပါဒီနေ့ကတော့အဲ့သတင်းကောင်းလေးပြောဖို့ပဲဖြစ်ပါတယ်29ရက်နေ့ကျရင်ပြန်ဆောင်ကြမယ် bye